ဖူဆိုမှာလည်းသုံးတယ်ဟီနိုမှာလည်းသုံးတယ်ဇူးမှာလည်းသုံးတယ်မီဆန်းမှာလည်းသုံးတယ်တခါကျရင်တရုတ်ကားတွေမှာလည်းသုံးတယ်ဒီကောင်ဥရောပကားတွေမှာလည်းသုံးနေတယ်မေ့လို့ဟာဝဲထားပြီဗျာဝဲထားပြီဗျာအစီမင်္ဂလာပါအာစီဝဲတော်နဲ့ကြာသွားရယ်နော်စစ်သွားတာအော်မေ့နေတာပဲအာစီကရမန်ကွာဝါတဝက်တောင်ကျိုးတော့မှာနော်15ဝါရောက်နေလေရောက်နေနော်အဲ့လောက်ဆိုတော့အာစီနည်းနည်းလေးလူလဲစစ်သွားတာဗောတော့ကျမကြီးပိုကောင်းသွားတာဗောကျမကြီးပိုကောင်းသွားအစာရီဒလိလုံနေတာဆိုတော့ကျမကြီးရင်လာတဲ့အသိကျမကြီးတာစီချောင်းဆိုးအောင်ဖြစ်တယ်အခုရမန်တာမလို့သာထားပြန်တော့နာစီချောင်းဆိုးအောင်ဖြစ်တော့ကျမကြီးကောင်ဒီကလမ်းအဆန်းတက်ကြွပြီးတော့အဲ့လိုဖြစ်လာအောင်နော်ကဲအာစီပြောဒီဝဲထားတဲ့ဟာလေးလောက်ပါဦးပြရတော့လားရောတော့ e-fake နေရပဲเนาะဒါဆိုရင်ဒါကျွန်တော်ကဒါဖူဆိုဆက်တစ်ဘက်ခွဲ menu ရဲ့8ချက်တက်တူဂီယာပေါ့ zoo escort ကိုဖြုတ်ချပြီးတော့ဒါဖူဆိုဆက်တစ်ဘက်ခွဲဂီယာပေါ့ဆော့ပါ zoo escort ဆန်နဘိန်း zoo escort ဆန်နဘိန်းမှာသုံးတဲ့ဂီယာပေါ့ကိုဖြုတ်ချပြီးတော့ zoo escort ဖြုတ်ချပြီးတော့ဒါဖူဆိုဆက်တစ်ဘက်ခွဲ menu ရဲ့ဂီယာပေါ့ကိုဆော့မှာပေါ့နော်အာစီဒါဖူဆိုဆက်တစ်ဘက်ခွဲဒါဒီကောင်အာစီဒီကောင်ဂျိုကာဂီယာပေါ့ဂျိုကာဂီယာပေါ့ဖူဆိုမှာလည်းသုံးတယ်ဟီနိုမှာလည်းသုံးတယ်ဇူးမှာလည်းသုံးတယ်မီဆန်းမှာလည်းသုံးတယ်တခါကျရင်တရုတ်ကားတွေမှာလည်းသုံးတယ်ဒီကောင်ဥရောပကားတွေမှာလည်းသုံးနေတယ်မေ့လို့ဒီကတော့အာစီ e-fake နေရပဲเนาะလာပါပြီးတော့လို့ရက်ဆက်နေဟုတ်တယ်တားပြီးပြီဒီကောင်တွန်းလာဆွဲလာအာစီအကလက်ကဒါ original ကဒါအဆွဲဟိုကဇူးအင်ဂျင်ကလည်းအဆွဲဆိုတော့ကျွန်တော်တို့ပြန်ပြင်ရမလို့ဒါဇူးမှာတက်ဖို့ဆိုရင်ထူးတယ်ဘာမှလုပ်ဆရာမလို့ဒါ site တိုင်းဒါ14ကိုဒါ7ခွန်ပေါက်ချက်ရမှာ site တိုင်းပဲလုပ်လိုက်ရတယ်ဗျာဒီအပေါင်းမချက်ကျင် site တိုင်းမှာတစ်ဖက်14 7ခွန်လုပ်လိုက်ရတယ်ဒီကော်လန်ပါဒီမှာဒီကော်လန်လေးနည်းနည်းလေးပါလိုက်ရင်ဇူးကြောင်အောင်မှာဆိုရင်ကွက်တီကြရင်ရွတ်ဆိုပြီးတော့ social လက်ရှိကဇူးက10လမ်းဒါ14လမ်းဆိုတော့ဥတိုင်းကလပ်ပဲဥတိုင်းပြန်ဆင်းရမယ်10လမ်းပြန်ဆင်းရမယ်ဒီဘောက်အတွင်းထဲကတော့ဘာမှမပေါ်ကလပ်ဘောအကုန်ပြန်ဆင်းရမယ်ပေါ့နော်အဲ့ဒါတော့နည်းတော့လောက်ရမယ်ဒီဘောက်ကိုဖိမီတော့ချက်ဖြတ်ဆက်တွေပါတယ်ဘာမှလုပ်ကြမလို့အဆင်ပြေတယ်ပေါ့နော်ဒါတိတာပဲပို့မှာတော့50နဲ့9လမ်း130နဲ့334ကြားတဲ့ workshop ဆရာကိုဝင်းထိန်ဆရာကိုဝင်းထိန်စီကိုဒါဆရာကိုဝင်းထိန်စီကိုပို့ပေးရမယ်။သူဆိုစက်ဘက်ခွဲ menu ရဲ့8ချက်တက်တူဂီယာပေါ့ဇူရတ်ကောဖြုတ်ချပြီးတော့တက်မလို့ပေါ့ဗျာ။နော်စိတ်ချယုံကြည်သွားနဲ့ဝယ်ယူအားပေးတဲ့ဆက်ကိုဝင်းထိန်ကိုကျေးဇူးအထူးပဲတင်ပါတယ်နော်။အခုလိုပစ္စည်းတန်မျိုးလိုချင်တယ်ဆိုရင်တော့မန်လေးစက်မှုမှာရှိတဲ့ကိုမြင့်တဲ့နေကြီးမှာကားပူကြီးတိုင်းမှာစိုင်းမှာစိတ်တိုင်းကလာရောက်ပြီးရွေးချယ်ပြီးဝယ်ယူအားပေးလို့ရဆိုဝယ်ရနေပြီးတော့လေခုလိုပဲယုံကြည်စိတ်ချသွားတဲ့ဖုန်းဆက်ပြီးမှဝင်းမြန်လို့ရတယ်နော်။ဝယ်ယူအားပေးတဲ့တယောက်စီအောင်လည်းကျေးဇူးအထူးပဲတင်လို့ကြည့်ရှုအားပေးတဲ့သူအားလုံးလည်းကျေးဇူးအထူးပဲတင်ပါတယ်နော်အစီဂီယာဘောလေးတစ်ပတ်တော့လှည့်အောင်ကြည့်သွားလိုက်အောင်နော်လောက e-fake နေရဒါလှနေရမယ်လေအမှလောကအာစီဒီကောင်လေးကဂျိုကာဂီယာပေါ့နော်တနည်းအားဖြင့်မေဂီယာကလအိုးမိုင်းလေကောင်စာကုန်းပါတယ်နော်ပစ္စည်းကလည်းအစုံပဲဗျာလှနေရမယ်ကြည့်လိုက်အတွင်းတော့ဆက်ထိပ်ဘောဆိုရင်လုံးဝဘယ်လိုပြောလဲလုံးဝစားတာရတကြောက်မှမရှိဘူးလေတော့ဆက်ထိပ်ဘောဟုတ်တယ်စက်ကူရတော့မတင်ဘူးစက်ကူနော်တော်ရိုးတကားတာမပြောနဲ့စက်ကူတကားတာတော့အရာမတင်ဘူးရဲ့တော်တန့်နေဗျာဟုတ်တယ်စီတူးတာတော့အရာမရှိဘူးရဲ့တော်တော်ငြိမ်းတာတယ်ကောင်းတယ် workshop ဆရာပြောပြအောင် workshop ဆရာဆိုတော့ PC တော့တော်တော်ကြိုက်တာ PC ကောင်းတော်တော်ကြိုက်တာ PC ကောင်းတော်တော်ကြိုက်တယ်ဝယ်ရတော့တော့စိတ်တန်းညာရွေးသွားတာပေါ့ဗျအဲ့တော့ကျွန်တော်တို့ကဘာမှလက်ကြည့်တာမဟုတ်စားဒီနဲ့ဆေးတယ်ရေးဆေးပြီးတော့ခုတော့ workshop ဆရာကောက်တက်လို့ရအောင်တော့တစ်ခါတာကျွန်တော်ဆေးပြီးတစ်ခါလို့ပို့ပြီးတော့workshop ဆရာကစိတ်တန်းညာလာရွေးသွားတာပေါ့အဲ့ပေါ့ကျွန်တော်တို့ကဘာမှဟိုကဖြုတ်တာဘာမှလုပ်ဆရာမလို့ပြီးရောလေဒါအစီကျေးဇူးအများကြီးတင်တယ်နော်